ကဲမင်းဟိုချစ်သူတို့ရဲ့ရင်ခုန်တန်တွေကိုခိတ္တထိန်ထားလိုက်ကြပါအောင်အားလုံးရဲ့အသေးဆွဲမင်းသားကြီးလီမင်ဟိုတယောက်ကျွန်တော်တို့စီကိုဇလန်တွဲအသစ်တစ်ခုနဲ့ပြန်လာဖို့ပြင်ဆင်နေပါပြီဇူလိုင်လ2ရက်နေ့ကထွက်ပေါ်လာတဲ့သတင်းတွေအရလီမင်ဟိုဟာ That Your Love သို့မဟုတ် Virtual Love လို့ယာယီအမည်ပေးထားတဲ့ drama အသစ်မှာပါဝင်သရုပ်ဆောင်ဖို့ကမ်းလှမ်းခံထားရပါတယ်ဒါကိုသူ့ရဲ့ agency ဖြစ်တဲ့ MYM Entertainment ကလည်းဟုတ်ပါတယ်ကမ်းလှမ်းချက်ရထားလို့တေချာပြန်လဲသုံးသပ်နေပါတယ်ဆိုပြီးတရားဝင်အတည်ပြုပေးထားပါတယ်ဒီဇက်လန်ထဲမှာလီမင်ဟိုတရုပ်ဆောင်ရမယ့်ဇက်ကောင်ကတကယ်ကိုထူးခြားပါတယ်သူဟာ game company တစ်ခုရဲ့အထွေထွေ director ချာဝူဟွန်းအဖြစ်တရုပ်ဆောင်မှာပါဝန်ထမ်းတွေအမြင်မှာတော့အလုပ်မှာအေးဆက်ပြီးစူးရှလွန်းလို့အဆိုးဆုံးဝေဖန်မှုတွေခံနေရတဲ့အထက်လူကြီးကွယ်ရမှာတော့မမျှော်လင့်ထားတဲ့အဖြစ်အပျက်တစ်ခုကြောင့်ဝန်ထမ်းမလေးရဲ့ဘဝကိုခွန်အားပေးနေတဲ့ virtual idol အဖွဲ့ဝင်တစ်ယောက်ဖြစ်နေပါတဲ့တဘဝမှာအပူပင်မရှိတဲ့အရာရာပြီးပြည့်စုံတဲ့လူကြီးလူကောင်းတစ်ယောက်ကနေ virtual idol အဖြစ်ပွဲဥထွက်လာတဲ့အခါဘလို့ romantic ခါသာဇက်ကွက်တွေမြင်ရမလဲဆိုတာတကယ့်ကိုရင်ခုန်စရာပါပဲဒီဇလန်တွဲကိုအပိုင်း7ပိုင်းနဲ့ရိုက်ကူးသွားမှာဖြစ်ပြီးဒီနှစ်မကုန်ခင်မှာပဲရိုက်ကူးရေးစတင်ဖို့ရည်မှန်းထားပါတယ်တကယ်လို့လီမင်ဟိုသာဒီကမ်းလှမ်းချက်ကိုလက်ခံလိုက်ရင်တော့ When the Stars Gossip ဇလန်တွဲအပြီး2နှစ်အကြာမှာပထမဆုံးပြန်လည်မြင်တွေ့ရမယ့် drama ဖြစ်လာမှာပါအလုံးမှာအေးဆက်ပြီး꿰ရမှာတော့အိုင်ဒေါတယောက်ဖြစ်နေမဲ့လီမင်ဟိုရဲ့ပုံစံအသစ်ကိုပရိသတ်ကြီးတို့ရောစောင့်မျှော်နေကြပြီလားလီမင်ဟိုတယောက်ဒီကားကိုလက်ခံဖြစ်မဖြစ်နောက်ထပ်ထွက်လာမဲ့သတင်းထူးတွေကိုလည်းကျွန်တော်တို့စောင့်ကြည့်ပြီးတင်ဆက်ပေးသွားပါဦးမယ်ခင်ဗျာ